Hello, alo mấy mình là ba, comment api cha đấy, cô đi mà đấy, nhỉ đấy, nhỉ mà đấy, comment này về tụi đàn đủ, mấy số đi alo mấy mình là xí để nhà chân li ba đấy. Cái comment nội dung đó bác cả đó, nếu đấy cái điều, sẽ bút thu đấy cô mai cho tiền vi ta đấy sao tụ cái gì có, comment nó cảm cho bắt đi nè, đó bác sa cái user đấy cô mai rồi alo xin đi cha đi mấy lần nhau lên mà đấy. Làm mấy bác cô lấy comment có nó chưa ra video trên sắp to ba mấy. Trên nhà nhà mi ở comment có nó chưa ra video ba mấy đấy. Đã cho aku video lưu chỉ ní để mấy suy cả comment channel lưu subscribe lâu à thì bút rồi subscribe đi lâu thà ba làm mà đi mình à thì bút rồi làm mà đi này thà cái chả ba đấy nó làm mà đi comment video tiếp đến này share mấy suy đồ phone mà auto là video phone này mà thì phải để cú được cái xa để cú được cái xa gì đó mà lưu đồ bộ đấy nó đã số bộ video xem thì ba đấy cái cho nó giá đủ số để cô mà đi thì đó giá đủ số cha mẹ cô mà đi cô lâu lưu về cô lâu mẹ đấy nó cô bắt đi về sorry rồi bắt đi về giá đủ lại ba bắt đi cô chạy bắt đi cô về giá đủ lại ba ama gần thấy siêu chạy ama gần thấy siêu về giá đủ lại ba đấy nó cái đó cô mình nói các cái đồ tiền baby bà bị cô lại cô chỉ cái số mình nên đi cô mai rồi cô mình khai đấy thì mình rồi gì bị cái bà mình đấy nó giá đủ cái gì bịဒီတိုက်တက်လေးကိုဆက်ပြီးတော့သွားပါမယ်။ဇာတို့ကကျွန်တော်16ရက်နေ့ကနေ16မှ20ပေါ့တဲ့နော်။20ဆိုတပတ်စာပါတဲ့နော်။ကိုမင်းကတော့ရက်ရှင်းကိုအပြည့်ယူထားပါတယ်နော်။ယူဆော့မဲ့အကိုမားတွေတယောက်ချင်းစီတိုင်းကဟူးမကြော်ဘူးမိန်းတင်ပြီးတော့ဆော့ပါကိုမင်းလည်းဟူးမကြော်အတွက်ကိုအကောင်းဆုံးကြိုးစားပြီးတော့ထုတ်တာပါဒါပေမဲ့လည်းကိုမင်းကဗီဒီယိုလေးနဲ့တင်ပေးရတဲ့အတွက်ကိုမင်းတပတ်စာရက်ရှင်းအပြည့်တော့ယူထားပါတယ်နော်ဒါကိုလည်းကိုမင်းရှယ်ယူဆော့နေတဲ့အကိုမားတိုင်းအတိဆုံးပါဒါကြောင့်မလို့ဟူးမကြော်ကာမကြော်မိန်းတင်ပြီးတော့ဆော့ကြပါတယ်နော်ဒါကကျွန်တော်တို့ဈေးဘုတ်ကတ်လေးပါဈေးဘုတ်ကတ်မှာဆိုရင်စာရုပ်ပတိတစ်လုံးပါမယ်စာရုပ်ပတိလေးတစ်လုံးပါမယ်ပြီးရင်အာမခံထိပ်စီလေးနှလုံးပါမယ်အာမခံထိပ်စီလေးနှလုံးပါမယ်ပြီးရင်တော့ကျွန်တော် share ပရိတ်ပါမယ်ဗျာနော်ဒီသုံးကလုံးကကိုမင်းအကောင်းဆုံးစူးစမ်းပေးထားတာဖြစ်တဲ့အတွက်ယူဆော့မဲ့အကောင်မတွေကကိုကြိုက်နေတဲ့ရာကိုအားတန်ရာတကက်ကိုယူပြီးတော့ဆော့ပါတရားနော်သုံးကလုံးတော့ယူပြီးတော့မဆော့ပါနဲ့သုံးကလုံးယူဆော့ရင်ထိုးချေးရများတယ်ဗျထိုးချေးများတာဖြစ်တဲ့အတွက်ကိုလူတွေပေါက်တဲ့အခါကျရင်လည်းအမျက်နည်းနည်းပဲကြံပါလိမ့်မယ်ဒါကြောင့်မလို့ကိုကြိုက်နေတဲ့ရာကိုကြိုက်နေတဲ့ရာတကက်ကိုယူပြီးတော့ဆော့ပါတရားနော်ဘေးကက်ကအစောဆုံးထွက်မလဲဆိုတော့ကိုမင်းမပြောတရားတော့ပါဘူးတရားနော်ဘာလို့လဲဆိုတော့ကိုမင်းဒီသုံးကလုံးအကောင်းဆုံးစူးစမ်းပေးထားတာဖြစ်တဲ့အတွက်စိုက်အလှဆုံးကတ်ကတော့အစောဆုံးထွက်ပါလိမ့်မယ်ဗျ။ဒါကြောင့်မလို့ကိုကြိုက်နေတဲ့ရတကက်ကိုယူပြီးတော့ကန်ဆန်းမှာအကဲကိုယူတဲ့ကတ်ကအစောဆုံးထွက်သွားခဲ့လို့ရှိရင်နောက်ထပ်ကျန်တဲ့ကတ်တွေကိုထပ်ပြီးတော့ဆက်လိုက်လို့ရပါတယ်။ဒါလေးကပေါက်တီး3ချိန်စားပါဗျာနော်။ယူစောနေတဲ့အကွန်မတိုင်းနဲ့တည်ပါတယ်။ကွန်မန့်အပတ်တိုင်းလည်းအကောင်းဆုံးကြိုးစားပေးနေပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ဘက်ကကွန်မန့်ပြန်ပြီးတော့ကူညီခြင်းနဲ့ကွန်မန့်ခင်နေဆိုလို့ရှိရင်ကိုမင်းရဲ့ဗီဒီယိုလေးကို share လို့ရတဲ့နေရာလေးမှာ share ပေးခြင်းဖြစ်လဲကူညီပေးလို့ရတယ်လို့လက်မလေးနှိပ်ခြင်းဖြစ်လဲကူညီပေးလို့ရပါတယ်တဲ့နော်ဒီလိုလက်မလေးနှိပ် share လေးဝိုင်းလုပ်ပေးရင်ကိုမင်းလည်းပို့ပြီးတော့အဆင်ပြေပါတယ်တဲ့ဒါဆိုကြည့်ရှုသူလည်းပိုများမယ်ပေါက်တဲ့သူလည်းပိုများမယ်တဲ့နော်ပေါက်တော့တူတဲ့နေတူတဲ့ပဲပေါက်မှာအများကြီးမြင်တော့အများကြီးပေါက်မယ်ဒါကြောင့်မလို့မိတ်ဆွေတို့ဘက်ကလည်းတန်တိုင်းတလောက် share လေးနဲ့ဝင်ရပေးလို့ရပါတယ်ဒါမှလည်းများများများပေါက်ပါမယ်တဲ့နော်ကိုမင်းတင်ပေးတဲ့ဇေဘိုကတ်တွေနေတိုက်ကတ်တွေအောင်သွားလို့လဲကိုမင်းအတွက်မုတ်ဘိုးပြီးလာပြီးတော့ပေးကြလည်းမလိုဘူးကိုမင်းဘုဒ္ဓရှီယာမှာလည်းလိုက်ပြီးတော့မုတ်ဘိုးပြီးမတောင်းပါဘူးပြန်နော်ဒါအားလုံးဒီအားလုံးသူဒီစောကြတဲ့အကောင်မတိုင်းတွေကိုမင်းတက်နိုင်တဲ့လောက်တင်ပေးတဲ့ဖတိကတ်လေးဖြစ်ပါတယ်ဖတိကတ်ကိုလည်းဖတိလို့သဘောမထားပါနဲ့ပြန်နော်ကတ်တိုင်းမှာသူ့တန်ကြီးနဲ့သူရှိပါတယ်ဒါကြောင့်မလို့ကိုတန်ကြီးထားရင်ထားသလိုတန်ဖို့ရှိပါတယ်ဗျကဲဒါဆိုရင်စကားလေးတော့နည်းများနေပြီကတ်လေးကိုဆက်ပြီးတော့သွားမယ်ပြန်နော်16ကနေ20တပတ်စာကိုမင်းအကြိုက်ဆုံးဇေဘုတ်ကရဲ့ဇာရုပတ်တီတီ6ပတ်တီဖြစ်ပါတယ်က
ကဲကျွန်တော်ပတ်တိသမားတေချာလေးမှတ်မယ်တဲ့နော်မိမှာကြောက်တဲ့ကိုမရဲ့စကွန်ချောလေးရိုက်ထားပါ16ကနေ20ဒါတော့ရရှင်အပြည့်ယူထားဖြစ်ပါတယ်တဲ့နော်လိုက်မဲ့ကိုမတွေက16ကနေ18ပို့တူးမကြော်ဘူး main တင်ပြီးသားလိုက်ပါတယ်နော်ရဲရဲစော့ပါကိုမင်းရဲ့ကတ်တွေကိုယူစော့မယ်ဆိုရင်ရဲရဲစော့ပါအကဲကွာရဲမစော့ရဘူးတရင်းလောက်ပဲစော့ပြီးတော့မစော့တော့ဘူးဆိုတဲ့သူတွေလည်းတက်တက်ရှိပါတယ်အဲ့လိုလူတွေကကြတော့မစော့ပါနဲ့တဲ့နော်ကိုယုံကြည်မှုထားမှကိုတို့အကျိုးရှိတာပါကိုယုံကြည်တလောက်အကျိုးရှိပါတယ်တဲ့နော်ဒါကြောင့်မလို့ယူစော့မဲ့အကူမတွေကရဲရဲလေးဒါစော့ပါတဲ့နော်ကိုမင်းထုတ်ပေးတဲ့ဇီဝကပ်ပဲတစ်ကျော်မီတာစုဖွဲ့ဝင်ကတ်တွေပဲတစ်အကောင်းဆုံးစူးစမ်းပေးတာဖြစ်တဲ့အတွက်အပတ်တိုင်းလဲအောင်မြင်မှုတွေရပါတယ်ဗျာနော်ဒီတစ်ပတ်ကိုလည်းကိုမင်းအကောင်းဆုံးစူးစမ်းပေးထားပါတယ်ပေါက်ကြီးတွေဘသူတွေဘလောက်တွေရကြမလဲဆိုတာတော့ကျွန်တော်ထွက်တဲ့အချိန်ကြာရင်ကြည့်မယ်ဗျာနော်ကဲဒါဆိုကျွန်တော်9ပိုင်9ပတ်တီးလေးတော့ရပြီ9ပတ်တီးကို main တင်ပြီးတော့ဘာကြီးဆော့ရမလဲဆိုရင်9ပိုင်နဲ့9နှစ်တစ်ခွက်9ပိုင်နဲ့9ခွန်တစ်ခွက် main ကတော့2ခွက်ရှိပါမယ်ဗျာနော်9နှစ်ရယ်9ခွန်ရယ်ဆိုပြီးတော့ main 2ခွက်ရှိပါမယ်ကျော်ပတ်တီးလိုက်တဲ့အကူမတွေ main ခွက်လေးကို main တင်ပြီးတော့ဆော့ပါတဲ့နော်ရဲရဲဆော့ပါဒီ9နှစ်နဲ့9ခွန်နဲ့ထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ကောင်ကတော့9နှစ်ဖြစ်ပါတယ်ဗျကဲဒါကတော့ဇေဘိုးဆော့တဲ့အကူမတွေတဲကစားတူလိုက်တတ်တဲ့အကူမတွေအတွက်ကိုမင်းတင်ပေးတဲ့16မှ20တပတ်စာအကောင်းဆုံးပတ်တီးစောဆုံးထွက်မဲ့ပတ်တီးဒီ9ပတ်တီးပါ9ပတ်တီးကို main တင်ပြီးဆော့ရမှာဒီ9နှစ်9ခွန်မှာအထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ကောင်ဒီ9နှစ်ဖြစ်ပါတယ်ကဲဒါလေးကပေါက်တီးတစ်ချိန်စာရမယ်တဲ့နော်ကဲကျွန်တော် share လို့ရတဲ့အကူမကြီးပိုင်း share လေးနဲ့ဝင်ရပေးကြပါအောင်လက်မလေးမနှိပ်ရသေးတဲ့အကူမကြီးပိုင်းလက်မလေးနှိပ်ထားခဲ့ကြပါအောင်တဲ့နော်ကဲဒါဆိုရင်ဇာလူပတ်တီးဆုံးမဲ့အကူမကြီးကတော့ပြီးသွားပါပြီတဲ့နော်ဇာလူသမားကြီးပြီးပြီဆိုတော့အာမကန်ထိတ်စီသမားကြီးထပ်ပြီးလာမယ်အရင်ဘက်ကထုတ်ပေးတဲ့အာမကန်၄တစ်ထိတ်စီဆိုရင်၄တစ်ဆိုပြီးတော့ဒဲရီတန်းထွက်ပါတယ်တဲ့နော်ဒီတစ်ပတ်ကိုလည်းကိုမင်းအကောင်းဆုံးကြိုးစားပေးထားပါတယ်ကြော့ဘေးကတ်ကိုပဲလိုက်ပေါက်တီးတစ်ချိန်မိရင်နားပါတယ်နော်ပတ်တီးမှာ9ပတ်တီးမိန်းနှက်ကွက်ထုတ်ပေးထားတယ်အကေမိန်းနှက်ကွက်တည်းကမဟုတ်ပဲတခြားကနန်းဖြစ်တယ်9ပိုင်နဲ့တခြားကနန်းဖြစ်တယ်ဆိုလဲနားပါတယ်နော်ဒါတစ်ချိန်စာစီပဲထုတ်ပေးထားဖြစ်တဲ့အတွက်တစ်ချိန်မိတာနဲ့တန်းပြီးတော့နားပါဗျဒါမှလည်းကိုအတွက်ပို့ပြီးတော့အကျိုးရှိပါတယ်ကိုအတွက်လည်းအမြတ်ကျန်ပါတယ်ဗျနော်ကဲဒါဆိုကိုမင်းတို့အာမကန်ထိပ်ကြီးလေးကိုဆက်သွားမယ်16ကနေ20တပတ်စာကိုမရှာပေးထားတဲ့အကောင်းဆုံးအာမကန်ထိပ်စီးနှလုံးဒီ3ထိပ်စီး4ထိပ်စီးဖြစ်ပါတယ်3ထိပ်စီး4ထိပ်စီးဖြစ်ပါတယ်ဗျကဲကျွန်တော်3ကိုကြိုက်တဲ့ကိုမကြီး3ကိုပတ်မယ်ဘာလို့3ကိုကြိုက်တဲ့ကိုမကြီး3ထိပ်စီးကိုဆွဲမယ်4ကိုကြိုက်တဲ့ကိုမကြီး4ထိပ်စီးကိုဆွဲမယ်နှလုံးလုံးနိုင်နေဆိုတဲ့ကိုမကြီးကနှလုံးလုံးဆွဲပါဗျနော်ကိုကြိုက်နှစ်သက်လို့ကို3ချရင်3ချသက်လို့ယူပြီးတော့ဆော့ပါဗျကဲဒါဆိုကိုမင်းအာမကန်ထိပ်စီးနဲ့ main တင်ပြီးဆော့ရမယ် main on နှစ်ကွက်ကိုထပ်ပြီးတော့သွားမယ်ကျွန်တော်3ပိုင်နဲ့3ထိပ်နဲ့ main တင်ပြီးဆော့ရမှာဒီ30နဲ့မှခွန်4ပိုင်4ထိပ်နဲ့ main တင်ပြီးဆော့ရမှာဒီ40နဲ့မှ2 main နှစ်ကွက်ဖြစ်ပါတယ်ကဲဒါဆိုအာမကန်ထိပ်စီးလိုက်တဲ့အကူမရဲ့အတွက်လည်းပြီးပါပြီတဲ့နော်3ကိုကြိုင်ရင်3ထိပ်စီးကိုလိုက်ပါ4ကိုကြိုင်ရင်4ထိပ်စီးကိုလိုက်ပါနှလုံးလုံးနိုင်နှလုံးလုံးလိုက်ပါဘာလို့လဲဆိုထိပ်စီးကတော့ကျွန်တော်အပေါ်ကထိပ်စီးနှလုံးလုံးလိုက်အောင်မှာအပေါ်ကပတ်တီတစ်လုံးစာပဲရှိပါတယ်ဗျဒါမှမဟုတ်ကိုကနှလုံးနဲ့တစ်လုံးပဲကန်ဆန်းမယ်ဆိုလဲမိတ်ဆွေတို့ရဲ့သဘောပါပါဗျာနော်မိတ်ဆွေတို့ကြိုက်တယ်လို့ယူဆော့ပါကဲကိုမင်းကတော့3-4ထိပ်စီးထဲမှာကိုမင်းအကြိုက်ဆုံးထိပ်စီးက3ထိပ်စီးဖြစ်ပါတယ်3ထိပ်စီးနဲ့3ခွန်ဒီကိုမင်းအကြိုက်ဆုံးအခုလာမယ့်အပတ်အတွက်အကြိုက်ဆုံးထိပ်စီးဖြစ်ပါတယ်ဒါကိုမင်းကြိုက်တော့တို့ပြပြရဖြစ်ပါတယ်မိတ်ဆွေတို့တဲမှာ4ထိပ်စီးကိုကြိုက်တဲ့အကုန်မိုက်ပိုင်းလေ4ထိပ်စီးကိုဆော့လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်2ဒီဆော့တယ်ဆိုတော့ကိုပစံနဲ့ကိုဆော့ရဖြစ်တဲ့အတွက်ကိုကြိုက်နေတဲ့ရကိုကိုဆော့ပါတဲ့နော်ကဲဒါဆိုရင်ကျွန်တော်အာမကန်ထိပ်စီးနဲ့လည်းပေါက်တီးတစ်ချိန်စာရပြီဗျာနော်ဒါဆိုပေါက်တီး2ချိန်စာရပြီ
ဘယ်သူတွေရင်အောင်ကြမလဲဆိုတော့မိတ်ဆွေတို့ရဲ့ကံပေါ်မှာပဲမူတည်ပါတယ်နော်မိတ်ဆွေတို့ရွေးချယ်တဲ့ကပ်ပေါ်မှာပဲမူတည်ပါတယ်ကဲကျွန်တော်ပေါက်သီး2ကြိမ်ရပြီဆိုတော့ကျွန်တော်ပရိသမားကြီးကြံမယ်ပရိသမားလေးအတွက်ဒီတစ်ပတ်16ကနေ20တစ်ပတ်စာကိုမင်းရှာပေးထားတဲ့အကောင်းဆုံးပရိသီ4ပရိ9ပရိ2ပရိဆိုပြီးတော့ပရိ3လုံးရှိပါတယ်ဒါပုံမှန်တင်ပေးနေကြအတိုင်းပါပဲတဲ့နော်4 9 2ပရိပါရှယ်ပရိဒီ4 9 2ပရိပါဒီလိုပြောတော့တချို့ကမေးကြမယ်တဲ့နော်ပရိကြီး3လုံးကြီးတော့လိုက်ရမှာလား3လုံးဆိုတော့အကွက်ကများမယ်ဆိုရဲအကုန်မိုက်လည်းရှိပါ3လုံးဆိုတာဒါကွန်မန့်ပုံမှန်တင်ပေးနေကြတိုင်းတင်ပေးတာပါအထက်ကမှကွန်မန့်အကြိုက်ဆုံးပရိတစ်ခုရွေးပေးပါမယ်ကွန်မန့်ရွေးပေးတဲ့ပရိကိုကြိုက်တဲ့အကုန်မိုက်ပိုင်းလဲကွန်မန့်ရွေးပေးတဲ့ပရိလေးကိုလိုက်ပါဒါမှမဟုတ်ကွန်မန့်ရွေးပေးထားတဲ့ပရိမဟုတ်ပဲကျန်2ခုတည်းတစ်ခုကိုကြိုက်တယ်ဆိုလဲတစ်ခုကိုလိုက်ပါတဲ့နော်ကိုကြိုက်နေတဲ့လူယူဆော့ကြပါတဲ့4 9 2ပရိထဲမှာကွန်မန့်အကြိုက်ဆုံးပရိဒီ4ပရိဖြစ်ပါတယ်မိန်းပါဗျာနော်4ပရိထဲမှာကိုမင်းအကြိုက်ဆုံးမိန်းနှစ်ခွက်ဒီ4ပိုင်းနဲ့4ရှိရဟုတ်ပါ4ပရိပါဆို2ပရိကြီးရှာရင်4ပိုင်းနဲ့4 3ညရင်ခွန်ပိုင်းနဲ့ခွန်ရင်ကဲကျွန်တော်တို့4 3ညနဲ့ခွန်เนาะဒီတစ်ပတ်မှာအကြိုက်ဆုံးပါဗျာနော်4ပရိမှာဆိုရင်ကိုမင်း4 3ညနဲ့ခွန်အကြိုက်ဆုံးပါကဲဒါလေးကဈေးဖို့ကပ်ပါဗျာနော်ဇာတို့လိုက်ကြမယ်အကူမများအတွက်ကွန်မန့်ရှာပေးထားတဲ့အကောင်းဆုံးဈေးဖို့ကပ်ပါကဲဒါလေးကတော့ပေါက်တီ3ချိန်စာဖြစ်ပါတယ်မိမကြောက်တဲ့ကိုမရဲ့ screenshot လေးရိုက်ထားပါတဲ့နော်ကဲအားလုံး screenshot လေးရိုက်ပြီလို့ထင်ပါတယ်တဲ့တော့ဒါဆိုရင်စာတို့ကတ်တီပြီးပြီဆိုတော့မနေ့ပြန်16ရက်နေ့မနေ့12နာရီ10မိနစ်ဈေးအတွက်နေ့တိုက်ကလေးဆက်ပြီးတော့သွားပါမယ်တဲ့ကဲကျွန်တော်လက်မလေးမနေရသေးတဲ့အကောင်မကြီးလက်မလေးနှိပ်ထားခဲ့ကြပါ share လို့ရတဲ့အကောင်မကြီး share လေးနဲ့ဝင်ရပေးကြပါတဲ့နော်ဒါဆို comment တွေလည်းပို့ပြီးတော့ကြိုးရှိပါတယ်ကြီးချူသူပုံများရင်ပေါက်တီးပို့ဖို့လူငယ်များပေါက်မယ်တဲ့နော်ကဲဒါဆိုကျွန်တော်နေတိုက်ကလေးကိုဆက်ပြီးတော့သွားမယ်နေတိုက်ကတီး16ရက်2လ2026 16ရက်2လ2026ကျွန်မနေ့ဈေးအတွက်ပါဗျာနော်16ရက်2လ2026မနေ့ဈေးအတွက်ပါဗျာနော်မနေ့ဈေးမှာကိုမင်းဘာလေးကံမလဲဆိုတော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးသွားပါတဲ့နော်ရှေ့ပတ်တီမေကဲကိုမင်းတို့ဒီတစ်ပတ်အခုလာမယ့်အပတ်ကိုကိုမင်းတချို့ဘိုင်ဘာနေလာပြီးတော့ပြောကြရတယ်များတဲ့အတွက်ကိုမင်းဒီတစ်ပတ်ကိုကိုမင်းအခွေလေးပါထည့်ပေးပါမယ်တဲ့နော်တချို့အခွေသမားရနေတဲ့အခွေစော့ခြင်းနဲ့ကိုမိုက်ပါတယ်ဟိုအရင်တော့ကတော့တင်ပေးပူပါတယ်အခုနောက်ပိုင်းကတက်ပြီးတော့မတင်သေးတော့ပါဒါပေမဲ့တောင်းဆိုရတဲ့သူတွေများတဲ့အတွက်ကိုမင်းပြန်ပြီးတော့တင်ပေးလိုက်ပါမယ်တဲ့နော်တော့တစ်ပတ်လုံးပုံမှန်သွားပါမယ်တဲ့ကိုမင်းတို့အခွေကတော့၄လုံးအခွေပါတဲ့နော်၄လုံးအခွေပါအပူနိုင်တဲ့ကိုမအရာပူထည့်စော့ပါတဲ့ကဲဒါဆိုကိုမင်းတို့သွားမယ်16ရက်နေ့မနက်ဈေးအတွက်ကိုမင်းကိုင်မဲ့1ချိန်ဒီခွန်
3ည1ချိန်ဖြစ်ပါတယ်ကဲကျွန်တော်16ရက်မနက်12နာရီ10မိနစ်ဈေးအတွက်ကွန်မန့်ကိုင်မဲ့အကောင်းဆုံး1ချိန်ပတ်တီနှလုံးသည်ခွန်3ညဖြစ်ပါတယ်ဗျခွန်ကိုကြိုင်းနေတဲ့ကိုမတွေခွန်ပတ်တီလေးကိုပတ်ပါ3ညကိုကြိုင်းနေတဲ့ကိုမတွေ3ညပတ်တီလေးကိုပတ်ပါဘေးပတ်တီပဲပတ်ပါအောက်ကမင်းအောက်ကိုမတင်မနေထဲထိုးပါဗျအကဲကွာပတ်တိမနိုင်ဘူးပတ်တိမစော့ချင်ဘူးဆိုတဲ့ကိုမတွေပါရင်လည်းမင်းရောဝက်ကြီးတည်တန်းစော့လို့ရပါတယ်ကိုမင်းပတ်တိကမင်းရောကွက်ကိုအကောင်းဆုံးကြိုးစားပေးထားပါတယ်ကိုမင်းတက်နိုင်တယ်လို့အကောင်းဆုံးကြိုးစားပေးထားပါတယ်ဗျပတ်တိကတော့နှလုံးလုံးမကိုင်းနဲ့ဗျနော်နှလုံးလုံးကိုင်းထိုးခြင်းများတယ်ထိုးခြင်းများဖြစ်တဲ့အတွက်ပေါက်ရင်အနည်းနေမယ်ဗျဒါကြောင့်မလို့ကိုကြိုက်နေတဲ့ရပတ်တိတစ်လုံးပဲကိုင်းပါအထူးမှကျင်တာကတော့မင်းရောရှောက်ကွက်ကတော့မတင်မနေထည့်စော့ပါဗျနော်ကဲဒါဆိုကိုမင်းတို့ main on ရှောက်ကွက်ကိုသွားမယ်ခွန်ပိုင်းနဲ့ main တင်ပြီးစောရမှာဒီခွန်တက်ခွန်ရှောက်ခွန်ရှစ်ဆိုပြီးတော့ main on 3ခွက်ရှိပါမယ်ခွန်တက်ခွန်ရှောက်ခွန်ရှစ်ဒီခွန်ပိုင်းနဲ့ main တင်ပြီးစောရမယ် main on 3ခွက်ဖြစ်ပါတယ်အဲ့ဒီ3ခွက်ထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ဒီခွန်ပိုင်းနဲ့ခွန်တစ်ဆိုတဲ့ကဏ္ဍလေးကိုပို့ပြီးတော့ကြိုက်ပါတယ်ဗျဒါကိုမင်းကြိုက်တာကိုပြောပြပေးရဖြစ်ပါတယ်ကြော်ကြည့်ရှုနေတဲ့အကောင်မတွေထဲမှာကျန်တဲ့2ခွက်တည်းတစ်ခွက်ကိုကြိုက်တယ်ဆိုရင်လည်းကိုကြိုက်နေတဲ့ရာခွက်ကိုယူပြီးတော့စောနိုင်ပါတယ်ဗျကဲဒါပြင်3ညပိုင်းလေးကိုဆက်သွားမယ်3ညပိုင်းနဲ့ဒီ3ည1 3ညရှောင်း3ည8ဖြစ်ပါတယ်3ည1 3ညရှောင်း3ည8ဖြစ်ပါတယ်ကဲဒီ3ခွက်ထဲမှာ3ညပိုင်းနဲ့ main on 3ခွက်ထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ဒီ3ည8ဖြစ်ပါတယ်ကဲဒါလေးက16ရက်2လ2026မနက်12နာရီ10မိနစ်စီတွင်ကိုမင်းကိုင်တဲ့ပတ်တီနှလုံးနဲ့ main on 6ခွက်ဖြစ်ပါတယ်ဗျကဲဒါပြီးရင်တော့ကျွန်တော်အခွေတောင်းဆိုထားတဲ့အကောင်မတွေအတွက်ကိုမင်းမနက်ပြန်16ရက်နေ့မနက်12နာရီ10မိနစ်စီအတွက်အောင်မှာလက်ဆောင်အခွေလေးထည့်ပေးမယ်ဗျာနော်ဒါအခွေကိုကြိုက်တဲ့ကောင်မတွေပဲစော့ပါဒီပတ်တီကိုင်တဲ့ကောင်မတွေကတော့အခွေတက်မစော့ပါနဲ့ဗျာနော်ဘာလို့လဲဆိုတော့အကွက်များလို့ပါအခွေရောထည့်စော့ရမယ်ဆိုတော့အကွက်ပုံများတော့မှစိုးတဲ့အတွက်ကျော်ပတ်တီသမားရဲ့ပတ်တီနဲ့မင်းရောကွက်ကိုပဲစော့ပါဗျာနော်အခွေကိုမစော့ပါနဲ့ကျော်အခွေတီးတဲ့သမားတွေကတော့အခွေစော့ပြီးတော့အပေါ်ကကွန်မန့်ပြထားတဲ့ဒီ main on 2ခွက်ပဲတစ်6ခွက်လုံးနိုင်လို့6ခွက်လုံးပဲတစ်ထည့်ပြီးတော့စောလို့ရပါတယ်ခွေကတော့လက်ဆောင်အခွေလေးဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်အခွေရပါခွေတင်မလဲစိတ်ထင်တဲ့အခွေတွေကိုမှမမှန်းခဲ့လို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်အခွေလေးကိုဆက်ပြီးတော့သွားမယ်ကျွန်တော်လက်ဆောင်အခွေဒီ16ရက်နေ့မနက်12နာရီ10မိနစ်ဈေးအတွက်ကိုမင်းအခွေသမားတွေအတွက်လက်ဆောင်ပေးမယ်အခွေဒီ1ရှောင်း2 5ဆိုတဲ့ခွေလေးဖြစ်ပါတယ်1ရှောင်း2 5အခွေပါဗျာနော်ဒီခွေပါအခွေထဲမှာမှ main တင်ပြီးစောရမှာဒီတစ်ပိုင်းနဲ့တစ်နှစ်တစ်ခွက်ရှိမယ်နှစ်ပိုင်းနဲ့နှစ်ရှောက်တစ်ခွက်ရှိပါမယ်ဗျက
ကဲဒါလေးကဆက်ရှောင်းနေမနက်12နာရီ10မိနစ်စီအတွက် comment ထုတ်ပေးထားတဲ့အကောင်းဆုံး one chain နဲ့အကောင်းဆုံးမင်းရောရှောက်ကွက်ရဲ့လက်ဆောင်အခွေသမားတွေအတွက် comment လက်ဆောင်ထုတ်ပေးထားတဲ့လေးလုံးအခွေလေးရဖြစ်ပါတယ်ကဲကျွန်တော် screenshot လေးရိုက်ရှင်တဲ့ကိုမိုင် screenshot လေးရိုက်ထားလို့ရပါပြီတရားနော် comment like ကိုကတော့ like ကတော့ comment မနေ့ထဲမှာစပြီးတော့လွှင့်ပါမယ်တရားနော်ဒီနေ့က comment like လွှင့်မယ်ပြောပြီးတော့မလွှင့်ဖြစ်ပါဘူးတရားနော် comment ကိစ္စလေးရှိလို့ပါဒါကြောင့်မလို့ comment မနေ့ပြန်ဒီလိုရှင်ကနေစပြီးတော့ comment like ပြန်လွှင့်ပေးသွားပါမယ်ပုံမှန်လွှင့်ပေးနေကြအတိုင်းပဲမနေ့ပြန်ည8နာရီခွဲရနဲ့ like ပြန်စပါမယ်တရားနော်ကဲကျွန်တော်အခုဗီဒီယိုကြည့်တဲ့အကုန်မတွေကောအကုန်လုံးမနေ့ပြန်12နာရီ10မိနစ်စီမှာပတ်တီကော main ကွက်ကောနှစ်တီးသားတွေအောင်ကြပါစေလို့ comment ဆုတောင်းပေးလိုက်ပါတယ်ကိုမင်းရဲ့ YouTube ဗီဒီယိုလို့လာကြည့်ပြီးတဲ့အကိုမတယောက်ရှင်းစီတောင်းလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ကောင်းသောညချမ်းလေးဖြစ်ကြပါစေဗျ။ကဲအားလုံးနှုတ်ဆက်ပါဗျာ။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ။